Video တွေဖန်တီးပြီး online ပေါ်မှာဝင်ငွေလမ်းကြောင်းတစ်ခုတည်ဆောက်နေကြတဲ့သူတွေသို့မဟုတ်စူးစမ်းနေကြစေသူတွေကိုတင်လိုက်တဲ့ video ratio ကဒီ platform နဲ့ကိန်းညီတဲ့ video ratio ဟုတ်မဟုတ်ဆိုတာကိုသိဖို့တော်တော်လေးအရေးကြီးပါတယ်။ဟာဒါအသေးအဖွေးလေးပါကွာဆိုပြီးသေချာသိအောင်မလုပ်ထားရင်တချို့ platform တွေမှာကိုထင်ထားသလောက်ကိုမျောလင်းထားသလောက်တိုးမှာမဟုတ်သလိုဆုံးရှုံးမှုတွေလည်းရှိနေမှာပါ။ Facebook ကကျွန်တော်ရဲ့ဒီ video လေးတစ်ပုဒ်ကိုတစ်ချက်ကြည့်ကြည့်ပါ။ဒီဗီဒီယိုကိုကျွန်တော်တတိမထားမင်းပဲ YouTube မှာတင်တဲ့ video ratio အတိုင်းတင်လိုက်မိတာခုလိုမျိုးအဝါရောင်သင်္ကေတလေးပြနေတယ်ဗျာဒါဟာ video ratio မမှန်လို့ဖြစ်တာ This post reach could be improved ဒီ post ရဲ့ reach ကိုပိုကောင်းအောင်တိုးမြင့်နိုင်တယ်ပေါ့ဗျာဒီနေရာမှာကျွန်တော်နားလေတဲ့လောက်ပြောရရင် reach ဆိုတာကကိုယ့်ရဲ့ video ကိုတခြားသူတွေစီကိုပို့ပေးတာပေါ့လေအဲ့တော့ reach ကောင်းလေကိုယ့်ရဲ့ video က view ကောင်းလေပေါ့ဗျာအဲ့တော့အောက်က learn more ဆိုတာလေးတစ်ချက်နှိပ်ကြည့်အောင် Your reel isn't in a recommended expert ratio မင်းရဲ့ video ကငါတို့ recommend လုပ်တဲ့ video ratio မျိုးမဟုတ်ဘူးပေါ့လေအဲ့ဆိုခုရှိမှာ Facebook က recommend လုပ်တဲ့ video ratio ကဘာလဲဒါကိုကျွန်တော်တို့သိဖို့လိုအပ်တယ်ဒီအောက်မှာပြထားတယ်ဗျာ916 video ratio ကိုပဲ Facebook ကတင်ဖို့အကြံပြုထားတယ်ပေါ့ဗျာခုနောက်ပိုင်း Facebook policy အရ Facebook မှာတင်တဲ့ video အားလုံးဟာ real video ဖြစ်သွားပါပြီ real video ဆိုတော့သူတို့အကြံပြုထားတဲ့အတိုင်း916 video ratio ကခုရှိမှာ Facebook မှာတင်ဖို့အကောင်းဆုံး ratio ပေါ့ဗျာအဲ့တော့ခမရတာ YouTube Facebook TikTok ဒီ platform တွေမှာဝင်ငွေလမ်းကြောင်းတစ်ခုတည်ဆောက်နေသူသို့မဟုတ်စူးစမ်းနေသူဆိုရင် YouTube မှာဆို video ratio ကအကောင်းဆုံးလဲ Facebook မှာဆိုရင် video ratio ကအကောင်းဆုံးလဲ TikTok မှာဆိုရင်ရော video ratio ကအကောင်းဆုံးလဲဆိုတာကိုလုံးဝသိထားဖို့လိုအပ်တယ်လို့ကျွန်တော်ထင်တယ်ဗျာဒါတွေကိုသိထားမှကိုစူးစမ်းရင်စူးစမ်းသလိုကိုသွားရှင်တဲ့အနေထားတစ်ခုကိုဖြောင်းဖြောင်းတန်တန်သွားနိုင်မှာလို့ကျွန်တော်ထင်တယ်ကဲအဲ့ဆိုဘယ် platform မှာ video ratio ကအခုရှိမှအကောင်းဆုံးလဲဆိုတာတစ်ချက်ကြည့်ကြည့်အောင်ဒါတွေကိုသိတဲ့ဆရာတွေတော့ကြော်သွားနိုင်ပါတယ်မသိသေးတဲ့လူတွေတော့ဆက်ကြည့်ပါဗျာကဲ YouTube ကနေစပြောအောင် YouTube မှာ video အခြေတင်မယ်ဆိုရင်69 ratio ကအကောင်းဆုံးပဲခုလိုမျိုးအတူ short video လေးတွေတင်မယ်ဆိုရင်တော့916 video ratio ကအကောင်းဆုံးပဲပေါ့ဗျာကျန်တဲ့ video ratio တွေတင်လို့မရဘူးလို့ပြောတာမဟုတ်ဘူးเนาะအကောင်းဆုံး video ratio ကိုပြောတာပါနောက်တစ်ခုက Facebook ကတော့စောစောကပြောခဲ့သလို916 video ratio ကတော့ခုရှိမှအကောင်းဆုံးပဲဗျာ TikTok video ratio ကတော့လွယ်သိမယ်လို့ထင်ပါတယ်ဟိုအစကတည်းက TikTok က9/16ကိုပဲ recommend ပေးထားတာဆိုတော့လေအဲ့တော့ကိုတင်မဲ့ platform နဲ့ကိန်းညီတဲ့ video ratio မျိုးကိုဖန်တီးနိုင်တယ်ဆိုရင်တော့အကောင်းဆုံးပေါ့ဗျာဟုတ်ကဲ့ဒီလောက်ပါပဲဒီလောက်ဆိုရင်ဒီပိုင်းစားလောက်တော့နားလည်လိမ့်မယ်လို့ထင်တယ် online ပေါ်မှာဒေါ်လာတွေအများကြီးချနိုင်ပြီးလက်လက်တဲ့ပျော်ရွှင်စရာနဲ့များပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ